အေရှန်မတ်ကဝယ်လာတဲ့ဆန်မွန်ငါးပိုက်သားတွေကိုချက်ပါမယ်ကတော့ဆန်မွန်ငါးပိုက်သားတွေဖြစ်ပါတယ်သူကအယိုးကတော့မပါပါဘူးကဲအားလုံးကိုပိုင်းဖြတ်ပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုစားနဲ့နေပြီးတဲ့အခါကျတော့မှရေပြောင်းစင်အောင်ဆေးထားလိုက်ပါမယ်ရေဆေးပြီးရင်တော့စားချုံမုံစနွင်းမုံလေးနဲ့အသားလေးကိုနှက်ထားလိုက်ပါမယ်ပြီးရင်တော့ချက်ဖို့အတွက်ကတော့အိုးတစ်လုံးထဲမှာစီထည့်ပါမယ်ချက်သွန်အနီနဲ့ချက်သွန်အဖြူတွေကိုအရင်ဦးဆုံးစီတက်ပါမယ်အရသာအတွက်ကတော့မြန်မာဟင်းလိုချက်မှာဖြစ်တဲ့အတွက်စားရဲ့အချုံမုံရဲ့အယောင်တင်မုံရဲ့စနွင်းမုံရဲ့ထည့်ပြီးတော့မှစီလေးပြန်လာတဲ့အထိတက်ပေးထားလိုက်ပါတယ်ကဲချက်သွန်ဖြူအနီတွေကိုစီတက်ပြီးပြီဆိုလို့ရှိရင်တော့ခရမ်းချင်သီးထည့်လိုက်ပါတယ်ခရမ်းချင်သီးတွေကမချင်တဲ့အတွက်အနေနဲ့ကမကြီးမဲ့လေးလည်းနည်းနည်းထပ်ထည့်လိုက်ပါတယ်ခရမ်းချင်သီးနဲ့ချက်သွန်တွေကြေသွားအောင်လို့ရေလေးနည်းနည်းထည့်ပြီးတဲ့အခါကျတော့မှအဖုံးလေးအုပ်ပြီးတော့မှတဲထားပေးလိုက်ပါတယ်ရေလေးတွေလည်းခန်းသွားပြီဆိုတော့ခရမ်းချင်သီးနဲ့ချက်သွန်တွေကလည်းနူးသွားပါပြီဒီချိန်မှာတော့ဆာမွန်ပိုက်သားတွေကိုထည့်လိုက်ပါမယ်ချက်ချင်းရေမထည့်ဘဲနဲ့ဆာမွန်ပိုက်သားတွေကိုအနှစ်လေးနဲ့နည်းနည်းလေးရောသမပြီးတော့မှမွေပြီးခဏတည်ထားလိုက်ပါတယ်ဒီဆာမွန်ပိုက်သားတွေကမြန်မာနီးနဲ့ချက်ရင်အရန်ကိုစားလို့ကောင်းတာပါသူထဲကိုချင်းဆက်လေးစားမှာဆိုတဲ့အခါကျတော့ငရုတ်သီးစိမ့်တွေထောင်းထည့်မယ်ငရုတ်စုံချင်းရေလေးလည်းထည့်ပြီးပြီဆိုရင်တော့ခွေးပေးပြီးတော့မှအသားတွေကြက်လာတဲ့အထိရေလေးခန်းအောင်တည်ပေးထားပါတယ်နောက်ဆုံးမှာတော့နည်းနည်းရက်လေးထည့်လိုက်ပြီးဆိုလို့ရှိရင်တော့အရန်စားလို့ကောင်းတဲ့ငါးဟင်းလေးကရသွားပါပြီရှင်